ဖေရွယ်ကြီးကိုပေါင်ဖြဲပေးထားရတာမချက်ဘူးလားတဲ့ HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင် ဖေရွယ်ကြီးကိုပေါင်ဖြဲပေးထားရတာမချက်ဘူးလားတဲ့မချက်ပါဘူးကိုချစ်လို့ယူထားတာလေနော်ကိုချစ်ပြီဆိုကြတဲ့သူ့ရဲ့ကောင်းကျိုးဆိုးကျိုးအားလုံးကိုလက်ခံပေးရမယ်လို့ယုံကြည်ထားတယ်နောက်ပြီးအဓိကအချက်ကလည်းယောက်ျားလေးတွေပေါ့နော်ဦးရွယ်ပဲဖြစ်ဖြစ်အကိုရွယ်ပဲဖြစ်ဖြစ်မောင်လေးရွယ်ပဲဖြစ်ဖြစ်ဘယ်လိုအရွယ်မျိုးကိုပဲယူအဲ့ဒီယောက်ျားကြီးကိုချင်းစာစိတ်ချိတဲ့ယောက်ျားဖြစ်ဖို့နဲ့လူဆန်တဲ့ယောက်ျားဖြစ်ဖို့အရေးကြီးတယ်နော်ညီမတို့ကကလေး3ယောက်တောင်ရနေပါပြီလို့ကောက်ထဲဝင်ကြည့်လိုက်တော့လဲဘာမှတင်ထားမှမရှိဘူးကြည့်ရတာဘရိန်းဖို့တက်တက်ဖွင့်ထားတဲ့ပါတယ်ကိုအရင်ဘရိန်းလိုက်ပါအောင်နော် လာနော်ဒီညီလေး လာ ဘာဖြစ်လို့ တတအဲ့ယူမဝင်တဲ့ကြောင်းသွားရင်အပြင်မှာလည်းမဝင်နဲ့ ဘာဖြစ်လို့ဒီညီတော့လှ ကြိုက်လို့ ဘာလို့မကြိုက် ပေါ်နေလို့ ဖော်ထားတာလေ အဖေါ်တာမကြိုက်ဘူး ဘာလို့မကြိုက်တာ မကြိုက်လို့ ဟဲငါစိတ်နဲ့ငါလေဘလို့ငါစိတ်နဲ့အသက်ရှင်နေရမှာတော့အံ့ဩစရာကောင်းလိုက်တာ အဲဟုတ်ကြပါဘူး ဘနာလို့ဖြစ်နေရလေတာရုပ်ဆိုးပေမဲ့ချောနေလို့ မချိုးပါဘူးတတမမစဘူးချိုးတယ် ဟင်း ဒီမပြောပါနဲ့မတတဘူးချိုး ဒီ ပါ အမေကမွေးလို့ချောလေးကမွေးလို့ဒီမှာချောလေးထွက်လာတာ ဖြီး မ twins လို့ပဲတွေ့လား မတွေ့ပါ မတသားဟိုပါတော့တားစပင်ပုံစံလေးဟောဘိုက်ကလေးကင်းနဲ့ ဘူးဘူးဖောက်ကေအပါလည်းမပါ ရောက်တယ်အုံမခွက်လေးတော့ဆုပ်ပေးလိုက်တာကွာဒီလိုအမေမျိုးကမွေးလို့ကွာဒီလိုသားမျိုးထွက်လာတာကွာအဲ့ဒါကိုမမေငယ်ကဒီအင်ကြီးနဲ့သူမြမလှအောင်လားပြောမမေငယ်ပေါ်တယ်အဲ့လေ sexy လေးကွာ no တမီအမေတော့တမီမေ dress ဆိုတော့မလား မမေငယ်တဲ့ကြောင့်လှတော့ဒီဗီဒီယိုကိုမမေကျူးကျူးမြင်ပါစေအော်အမရာမလာဘူးပြောတဲ့အတွက်ကိုဒီဗီဒီယိုကိုမမေကျူးကျူးမြင်ပါစေ မင်းမေကြီးတဲ့ဟိုနေလေအိတ်ဒီမှာနော်ယူအိုင်မမေမွေးစမ်းမနဲ့အပပလာပြင်းနေပါ မင်းတော့သူမြောက်ပေးတာပေါ့ အင်း ကောင်းနော်ယောက်ျားတွေကမကောင်း ပြပြလာမမေရောက်ပေးရမယ်လေ မြောက်ပေးလား ရောက်ပေးရပေါ့မမေလိုက်တလားလို့ပြောရင်မလာဘူးလားမမေမျက်လုံးညအဲ့လိုကြည့်လိုက်တယ် လာလို့လာတယ်ပြောပါစေဘလို့မပြောရဘူးလေ ကြိုက်တကယ်မလာလို့ပြပြမမေကိုလိမ့်နေတာမမေကသားတယ်မချော တကယ်လည်းလိမ့်တတ်တာသား မမေ မမမေဒီအင်ကြီးနဲ့တာဒီအင်ကြီးသူတာမဝခိုင်းပဲနဲ့မဝခိုင်းဘူးဒီအင်ကြီးနဲ့မလာဘူးပြောတယ်တာကလိမ့်တတ်တာမေးသိသွားပဲအဲ့တော့ရပြီနော်လိမ့်တတ်တဲ့သူနဲ့ဘောင်းသိမလို့တက်တာနော်တက်တာဒါပဲနော် ကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ HNO သတင်း channel ကိုစည်ရင်းသွင်းမထားသေးပါကအခုပဲစည်ရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်